ပြရတဲ့ကောင်းဘယ်လိုလုပ်ရမလဲလူချစ်လူခင်များအောင်ဘယ်လိုလုပ်ရမလဲပေါ့နော်ကိုကြံစီထားတဲ့အရာတွေအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဒါအများကြီးယူရီကိုမေးကြတာတွေရှိတယ်အားလုံးလည်းသိစင်နေကြမဲ့အကြောင်းလေးကိုယူရီကပြရတဲ့ကောင်းအောင်လူချစ်လူခင်များအောင်ကိုလုံးသမျှအကြံစီတွေတိုးတက်ဖြစ်ထွန်းပြီးတော့ပေါ့နော်အဆင်ပြေအောင်နီးလေးတစ်ခုကိုပြပြပေးချင်ပါတယ်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒါတော့မေတ္တာတက်ပေါ့နော်မေတ္တာတက်ဆိုတာကခဏတာတမီးတွေဒီတွေကမေတ္တာပို့နေကြတယ်အားလုံးကမေတ္တာပို့နေကြတယ်များတယ်ပေါ့နော်ဒီလိုတော့ပို့တာတယ်မေတ္တာတယ်သုံးလို့အဲ့ဒါအဓိကအရေးကြီးရပေါ့နော်အဲ့ဒီမေတ္တာတက်တွေများလူတွေလှုပ်ဆောင်ကြတဲ့အရာတွေကအစဉ်ပြေထုံးမှုပြီးတော့ကိုကြံစီကြတဲ့လည်းအစဉ်ပြေတယ်ကိုရဲ့ပြရတတ်ပေါ့နော်တနည်းပြောမယ်ဆိုလို့ရှိရင်ဒီထုပ်ခင်များတဲ့ဆွဲဆောင်နိုင်တဲ့တက်တရလည်းအများကြီးတိုးတက်စေမှာပေါ့နော်အဲ့တော့မေတ္တာတက်ကိုပို့ချင်တာအများကြီးကိန်းအောင်အများကြီးရအောင်လုပ်ရမယ်ဆိုလို့ရှိရင်ကိုရဲ့ဒီစိတ်ပေါ့နော်အေးချမ်းဆုံးဖြစ်တဲ့အချိန်ကိုရဲ့စိတ်တည်ငြိမ်ဆုံးဖြစ်တဲ့အချိန်တွေမှာကိုကတတိချာလေးထားပြီးတော့တတိစိတ်ရှိတဲ့အချိန်တွေမှာပေါ့နော်ကိုရဲ့စိတ်တွေကိုအားလုံးကိုတည်ငြိမ်အောင်ထားပြီးတော့ဒီစကြဝဠာကြီးတစ်ခွင်မှာလူသားအားလုံးခဏတော်တမီအားလုံးပေါ့နော်အားလုံးပို့တဲ့မေတ္တာတွေကိုရဲ့စီကိုရောက်ရှိပါစေဆိုပြီးတော့ကိုရဲ့မျက်လုံးပေါ့နော်မေတ္တာတွေရောက်ရှိလာပြီဆိုပြီးတော့ပုံဖော်ပြီးတော့ခဏလေးညနေထိုင်ပြီးကိုရဲ့စီကိုမေတ္တာတွေရောက်ရှိအောင်ဆွဲငင်နေရပါတယ်အဲ့တော့ယူရီအများကြီးပြောရမှာပေါ့ universe ထဲမှာကိုလိုချင်တဲ့အရာတွေဆိုတာကအများကြီးရှိတယ်အဲ့တော့အဲ့ဒီအရာတွေကိုကိုကပဲဆွဲငင်မှာကိုစီကိုရောက်လာမယ်ပေါ့နော်ကောင်းတဲ့အရာတွေဆွဲငင်မယ်ဆိုရင်ကိုစီကိုကောင်းတဲ့အရာတွေရောက်တယ်အဲ့တော့ကောင်းတဲ့အရာတွေရောက်နေလေကိုစီမှာကောင်းတဲ့ချက်တွေများပြီးတော့ပြရတဲ့တွေတိုးဝင်လူချစ်တွေခင်းနေများတယ်ဘလို့သမ ्या ကန်နေရတဲ့အဆင်ပြေပေါ့နော်ဒီနီးလေးနဲ့ပေါ့ကိုရဲ့စီမှာရှိတဲ့မေတ္တာတက်တွေဘိုင်းကန်းအောင်နေပြီဆိုပြီးတော့ကောင်းသောတက်တွေကိုဆွဲဆောင်ယူရင်းနဲ့ပြရတဲ့တိုးစီတဲ့နီးကိုဖြစ်ချင်တာတွေရွယ်ထားတဲ့အရာတွေကိုစက်ပြီးခဏစေတဲ့နီးလေးနဲ့မေတ္တာတက်တွေကိုဆွဲငင်ယူတဲ့အကြောင်းလေးကိုယူရခုနကပြောလိုက်တာပါကျေးဇူးများတင်ပါတယ်